အားလုံးပဲမင်္ဂလာပါဘာမစ်ခုကနေကြိုဆိုပါရစေဒီနေ့မှာတော့ဘဝကိုစင်ခေါ်၍ကဘာကျော်ခဲ့သူများစာအုပ်ထဲကကဘာကျော် Apple ကုမ္ပဏီကိုပူးတွဲတည်ထောင်ခဲ့သူ Steve Jobs အကြောင်းကိုဝေမျှပေးချင်ပါတယ်လူတွေရဲ့ဘဝကိုပြောင်းလဲပစ်ခဲ့တဲ့ပန်းသီးသုံးလုံးရှိပါတယ်အာရန်ရဲ့ပန်းသီးကဘာဆွင်းငါးကိုစတင်တွေ့ရှိခဲ့တဲ့ Newton ရဲ့ပန်းသီးပြီးတော့အခုနီးပညာခေတ်မှာ Steve Jobs ရဲ့ပန်းသီးလိုပဲဖြစ်ပါတယ်ဒီပန်းသီးသုံးလုံးထဲကနောက်ဆုံးပန်းသီးရဲ့ပဲ့ကန်ရှင်ကျွန်တော်တို့ရဲ့တခြင်းနားထောင်ခြင်းအလေးအကျင့်ကို iPod ဖြစ်ပြောင်းလဲစေခဲ့သူဂီတလောကကို iTunes ဖြစ်လောက်ခနိုင်ခဲ့သူဖုန်းယဉ်ကျေးမှုကို iPhone ဖြစ်အစားထိုးခဲ့တဲ့တီထွင်ဖန်တီးသူကြီး Steve Jobs အကြောင်းကိုမိတ်ဆက်ပေးပါမယ်21ရာစုရဲ့အကြီးကျယ်ဆုံးတီထွင်ထုတ်လုပ်သူတူဦးလို့ဆိုလို့ရတဲ့ Steve Jobs ကို1955ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့က San Francisco မြို့တော်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်သူရဲ့မွေးမိခင်ကတက္ကသိုလ်ကျောင်းသူတူဦးဖြစ်ပြီးသူ့ရဲ့မွေးဖွားခင်ကတော့နိုင်ငံရေးသိပ္ပံနဲ့တင်ချာဌာနရဲ့ပါမောက္ခတူဦးဖြစ်ပြီးလက်မထပ်ဘဲနဲ့မွေးခဲ့တဲ့ကလေးဖြစ်တာကြောင့်မွေးစားဖို့သူတစ်ပါးကိုပေးလိုက်ကြပါတယ်ပညာသက်ကျောင်းသူတူဦးဖြစ်တဲ့မိခင်ကကလေးကိုလည်းပညာသက်မိဘတွေကိုပဲမွေးစားစေချင်ပေမဲ့မွေးစားမိဘဖောနဲ့ကလေးက Job တို့ကတော့သူမရဲ့မျှော်မှန်းချက်နဲ့မကိုက်ညီခဲ့ပါဘူးဖောဟာအထက်တန်းကျောင်းတော်မပြီးခဲ့တဲ့မက်ကနစ်တူဦးပါနောက်ဆုံးတော့ကလေးကိုကောလိပ်ကျောင်းရောက်အောင်ထားပေးမယ်ဆိုတဲ့ကတိကြောင့်သူတို့ကိုပဲမွေးစားဖို့ပေးလိုက်ရပါတယ်ပေါ်နဲ့ကလာရာတို့က Job ကို Stephen Paul လို့ခေါ်ခဲ့ကြပါတယ်နောက်3နှစ်အကြာ Steve လမ်းလျှောက်တဲ့ခါစားအရွယ်မှာသူတို့ဇုံတွဲဟာ Silicon Valley ကိုပြောင်းရွှေ့သွားကြပါတယ် Steve ငယ်ငယ်ကခက်ဆူဆူကလေးတစ်ယောက်ပါသူ Grade 4ရောက်တော့သူ့ကိုပြောင်းလဲပေးမဲ့ဆရာ Teddy Hare နဲ့တွေ့မှကျောင်းကိုပြန်စိတ်ဝင်စားလာခဲ့တာပါသူတက်ခဲ့တဲ့ကျောင်းကတိတ်မကောင်းတဲ့အပြင်တခြားကလေးတွေရဲ့အနိုင်ကျင့်တာကိုလည်းခံခဲ့ရပါတယ်နောက်ဆုံးသူ့ကိုတခြားကျောင်းပြောင်းမပေးရင်ကျောင်းထွက်မယ်လို့ဝေးစားမိဘတွေကိုပြောခဲ့ပါတယ်ဖောနဲ့ကလာရာတို့ကသဘောတူပြီးတခြား Junior High School တစ်ခုကိုပြောင်းပေးခဲ့ရပါတယ်။ Steve ဟာငယ်ကလေးကအဲ့ဒီလိုဆုံးဖြတ်ချက်ပြတ်သားခဲ့တာပါ။ထက်တန်းကျောင်းရောက်တဲ့အခါမှာတော့သူဟာ Electronic တန်းကိုတက်ဖို့ရှောက်ခဲ့ပြီးသူ့ဆရာ Master Mi Column နဲ့တွေ့ဆုံခဲ့ပါတယ်။နိုရဒီမှာ HP ကုမ္ပဏီရဲ့စက်ရုံမှာအလုပ်ဝင်လုပ်ခဲ့ပြီးသူ့ရဲ့စီးပွားရေးမှာစွန့်စားလို့စိတ်ဟာအဲ့ဒီအရွယ်ကလေးကနေစတင်ခဲ့တာပါ။အဲ့ဒီနောက်မှာ Steve ဟာတငယ်ချင်းတစ်ယောက်ရဲ့မိတ်ဆက်ပေးမှုနဲ့ကွန်ပျူတာဂျပိုး Wolf နဲ့တွေ့ဆုံခင်မြင်ခဲ့ပြီး Wolf ဟာအဲ့ဒီအချိန်တုန်းကကွန်ပျူတာဘုတ်တစ်ခုကိုတင်ဆက်နေတာဖြစ်ပါတယ်။ Steve ကလည်းအဲ့ဒါကိုတော်တော်လေးစိတ်ဝင်စားခဲ့ပါတယ်။အဲတုန်းကသူတို့ဟာအသက်14နှစ်နဲ့19နှစ်ပဲရှိကြပါသေးတယ်။ဒီဆယ်ကျော်သက်လေးတွေကကွန်ပျူတာဟက်ကာတွေပြုလုပ်ထားတဲ့နေဝေးဖုန်းခေါ်ဆိုမှုကိုအခမဲ့အောင်ပြောင်းပေးတဲ့ Blue Box လေးတွေအကြောင်းကြားမိတဲ့အခါမှာစာအုပ်ထဲကနေဖတ်ပြီးသူတို့လက်တွေ့သက်ဆင်ကြည့်ကြပါတယ်။အောင်မြင်သွားပြီး Steve ကစီးပွားဖြစ်တဲ့အိမ်သက်တဲ့အိမ်စင်လက်ရောင်းချဖို့အကြံရပါတယ်။တရားဥပဒေနဲ့မညီညွတ်တာကြောင့်ရဲဖမ်းတော့မှသူတို့လုပ်ငန်းကိုရပ်နာလိုက်ပါတယ်။ Steve အထက်တန်းကျောင်းပြီးသွားတဲ့အခါသူဟာ Oregon ပြည်က Rich College ကိုသွားခဲ့ပါတယ်။သူ့မွေးစားမိဘတွေဟာငွေကြေးသိမ့်မတတ်နိုင်ပေမဲ့သူ့ရဲ့မွေးမိခင်ကိုပေးခဲ့တဲ့ကတိအတိုင်းဈေးကြီးတဲ့ကျောင်းကိုထားပေးခဲ့ကြပါတယ်။1984ခုနှစ်လောက်မှာ Steve ဟာငွေလိုလာတာကြောင့် Video Game ကုမ္ပဏီတစ်ခုဖြစ်တဲ့ Atari မှာအလုပ်လုပ်ခဲ့ပြီး Pinball စက်ကိုတည်ထွင်ခဲ့တဲ့ Atari တည်ထောင်သူ Nolan Bushnell ကိုအားကျခဲ့တာပါ။သူကအဲ့ဒီကလေးကကိုပိုင် electronic စီးပွားရေးလုပ်ငန်းကိုလုပ်ချင်တဲ့စိတ်ကူးရှိခဲ့တာပါ။ Steve ဟာဂျာမနီထိသွားပြီး Atari ရဲ့စက်တွေကိုပြင်ဆင်ပေးခဲ့ရတယ်လို့အိန္ဒိယကိုလည်းပညာရှာဖို့သွားခဲ့ပါသေးတယ်။အင်ဒီမှာ Wolf က Engineer တွေစုစည်းရ HP ကုမ္ပဏီမှာအလုပ်လုပ်နေခဲ့ပြီး keyboard ရဲ့ screen ရဲ့နဲ့တွဲဖက်သုံးနိုင်တဲ့ chip အနည်းငယ်သာပါဝင်တဲ့ကိုပိုင်ကွန်ပျူတာဘုတ်တစ်ခုကိုတည်ထွင်နိုင်ခဲ့ပါတယ်။ Steve က Engineer ဘိုင်းနဲ့ပတ်သက်ပြီးတိတ်မသိပေမဲ့ Wolf နဲ့တိုင်ပင်ပြီးဆော့ဝဲရေးဖို့အတွက်ကွန်ပျူတာတွေတက်ဆင်ရောင်းချခဲ့ပါတယ်။အဲဒီတုန်းက Steve ကဘာပြောတယ်လဲဆိုတော့ဒုပတ်စံနဲ့အရှုံးပေါ်ခဲ့ရင်တော့ကိုပိုင်ကုမ္ပဏီဆိုတာရှိသွားပြီ။ဘဝမှာပထမဆုံးကိုပိုင်ကုမ္ပဏီဖြစ်ပြီပေါ့ဆိုပြီးတော့ပြောပါတယ်။သူတို့ကုမ္ပဏီအတွက်လိုအပ်တဲ့ငွေ$1000ကို Steve ရဲ့ Volkswagen ကားနဲ့ Wolf ရဲ့ HP 65 calculator ရောင်းပြီးရှာဖွေခဲ့ရပါတယ်။ကုမ္ပဏီနာမည်ကိုအမျိုးမျိုးစဉ်းစားပြီးနောက်ဆုံးမှာ Apple လို့ပေးခဲ့ပါတယ်။ပထမဆုံးမှာယူသူကBishop Computer Store ဆိုင်ပိုင်ရှင်ပါသူကကွန်ပျူတာအလုံး900မှာပြီးတစ်လုံးကို$900ပေးတာကြောင့်သူတို့ဟာ$2000ခွဲကိုစတင်ရရှိပါတယ်ကွန်ပျူတာတစ်လုံးအတွက်အမှန်တကယ်ကုန်ကျငွေက$220ဖြစ်ပြီးဆိုင်ရောင်းဈေးက$660ပါသူတို့နှစ်ယောက်ကဆိုင်ပြီးဆိုင်သွားပြီးလိုက်ရောင်းချခဲ့ကြပါတယ်ဒါ Apple ကွန်ပျူတာရဲ့အစပါနောက်တော့ Rowan လို့ခေါ်တဲ့သူတယောက်ပါဝင်လာပြီး3ယောက်ပေါင်းပြီး1986ခုနှစ် April 1ရက်နေ့မှာApple ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့ကြပါတယ်။အဲဒီချိန်မှာပဲ Wolf က300တာပုံမြန်ပြီး
resolution ကောင်းကောင်းပါတဲ့ color TV တွေနဲ့တွဲသုံးလို့ရတဲ့ Apple II ကိုဒီဇိုင်းထွင်နေခဲ့ပြီးထုတ်ဖို့အဆင်သင့်ဖြစ်တဲ့အချိန်မှာ Steve ကယင်းနှမြုံနာမဲ့ငွေရှင်တွေကိုလိုက်လံရှာဖွေပါတယ် Mike Makula ဆိုတဲ့ Steve Jobs share ရှင်တွေနဲ့တွေ့ပြီးသူကဒေါ်လာ2သိန်းခွဲအရင်ထည့်ပါတယ် Mike က Apple ကိုကြော်ညာချင်တာကြောင့်ကြော်ညာသမားတွေနဲ့ဆက်သွယ်ပါတယ် Steve ကတော့ logo ကိုချစ်စပွဲပုံစံမျိုးမဖြစ်စေချင်တာကြောင့်ဒီဇိုင်းဆရာကပန်းတီးကိုခန်းချင်တီးနဲ့မတူကောင်ကိုက်ရလေးထည့်ပေးလိုက်ပါတယ်ပြီးတော့ Apple ရဲ့ color graphic capability ကိုတက်တည်ပြဖို့အယောင်စင်းတွေထည့်လိုက်ပါတယ်သူတို့ရဲ့ Apple II ကို West Coast ကွန်ပျူတာပြပွဲမှာဝင်ရောက်ပြသခဲ့ပြီးသူတို့ကိုလူကြိုက်များသွားစေတာက Visical လို့ခေါ်တဲ့ spreadsheet software ကြောင့်ပါအခက်က personal ကွန်ပျူတာဆိုတာမရှိတော့စင်းအင်းနဲ့အလုပ်လုပ်ရတဲ့သူတွေကအလူရက်ဝယ်ယူကြပါတယ် Steve လည်းချမ်းသာသွားပါတယ်ကုမ္ပဏီကလည်းပိုကြီးလာပြီး share ရှင်တွေလည်းတိုးလာပါတယ်သူတို့တွေကကွန်ပျူတာသိပ္ပံပညာရှင် Raxin ကစပြီးပေါင်မုတ်မီးကင်ဆက် toaster တစ်လုံးကိုအသုံးပြုရလွယ်တဲ့ကွန်ပျူတာဖြစ်အောင်ဖန်တီးဖို့စိတ်ကူးရပြီးအဲ့ဒီ project ကို Apple Macintosh လို့နာမည်ပေးလိုက်ပါတယ် Steve ကတော့ဒီ project ထဲမှာမပါဝင်ပါဘူးသူ့မှာ Lisa ဆိုတဲ့ project တက်ရှိပါတယ်ဒီ Lisa ဆိုတဲ့နာမည်က Steve ရဲ့ထက်တန်းကျောင်းတုန်းကရီးစားရဲ့သမီးကလေးနာမည်ပါအဲ့ကလေးက Steve ရဲ့ကလေးမန်းတော်တော်များများကလက်ခံခဲ့ကြပေမဲ့လည်းကလေးစိတ်ပေးဖို့ကိုညှင်းဆူခဲ့ပါတယ်ဒါတွေဖြစ်ခဲ့တာတောင်မှအဲ့ဒီ project ကို Lisa လို့ပေးခဲ့ပြီးမျောလင်းချက်ကြီးကြီးမားမားထားခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူးလက်စားချီတဲ့အနေနဲ့ Steve က Macintosh project ကိုအားထည့်ပြီးလှုပ်ဆောင်ပါတယ်ပိုပြီးတင်းငယ်ဈေးတက်တာပြီး icon တွေ drop down တွေနဲ့ mouse တွေပါဝင်လာပြီး3နှစ်ကျော်အချိန်ယူခဲ့ရပါတယ်1984မှာ Macintosh ကိုကုမ္ပဏီရဲ့နှစ်ပတ်လည်အစည်းအဝေးမှာမိတ်ဆက်ခဲ့ပြီးပစ္စည်းစားဖြန့်တဲ့အခါမှာအရန်ပဲအောင်မြင်ခဲ့ပါတယ်ဒါပေမဲ့တနေ့အကြာမှာထိုးဆင်းလာတဲ့အယောင်စံချိန်နဲ့အတူအကွဲပြဲဇက်လန်ကစလာပါတယ် Steve ကအယောင်ကျတယ်ဆိုတာကိုလက်မခံခဲ့ပါဘူး Steve ရဲ့အရန်ရင်းနှီးခဲ့တဲ့ Macintosh project အတွက်အားဖြည့်ဖို့ခေါ်ယူခဲ့တဲ့ CEO John Scholar သူတို့နှစ်ယောက်ကြားမှာမခေါ်မပြောတဲ့အထိဖြစ်သွားခဲ့ရတာပါ Steve Jobs Writer အဖွဲ့ဝင်တွေက CEO John Scholar ဘက်ကရည်တည်ပေးခဲ့ပြီး Chairman နေရာမှာဆက်ထားခဲ့ပေမဲ့ဘာမှလုပ်ပိုင်ခွင့်မပေးတော့တာဟာသူ့ကိုကြောင်ထိုးလိုက်တဲ့သဘောမျိုးပါ Apple ကိုသူ့ဘဝကိုခံယူထားတဲ့ Steve ကနောက်၄လအကြာမှာအရင်က Apple ဝန်ထမ်းကောင်းနေနဲ့ကုမ္ပဏီတစ်ခုထထောင်လိုက်ပါတယ်သူ့ရဲ့အကြံစီတွေကို Apple ဘက်ကတည်သွားတဲ့အခါမှာသူ့ကိုအရေးပါတဲ့အချက်လက်တွေတောက်ကြားစီတယ်လို့တရားစွဲပါတော့တယ်ဒီကြားကာလတွေမှာ Steve ရဲ့မိသားစုဘဝမှာလည်းအရေးပါတဲ့အပြောင်းအလဲတွေဖြစ်ပေါ်ခဲ့ပါတယ်သူဟာသူ့ကိုမွေးခဲ့တဲ့မိခင်ဖခင်ရင်းတွေကိုရှာတွေ့ခဲ့ပါတယ်အဲ့ဒီအချိန်ကသူ့အမေရင်း Johnny Carroll Schubert ဟာအသက်ထင်ရှားရှိနေသေးပါသူမက Steve ကိုမွေးပြီးနောက်မှာသူ့ရဲ့အဖေနဲ့ခဏတာလက်ထပ်ပြီးသူ့အမ Mona Simpson ကိုလည်းမွေးခဲ့ပါသေးတယ်မိုနာဟာငယ်ရွယ်ပေမဲ့စာပေစုပေါင်းများစွာရခဲ့တဲ့ Anywhere But Here ဆိုတဲ့စာအုပ်ကိုရေးသားသူဖြစ်ခဲ့ပါတယ်။သူမရင်းဟာစာရေးဆရာမတယောက်ဖြစ်နေတာကြောင့် Steve ကအံ့အားသင့်သွားပါတယ်။ Steve က1985ခုနှစ်မှာ share တွေအားလုံးရောင်းချပြီး Apple ကထွက်ခဲ့ပါတယ်။ဒါပေမဲ့သူ့မှာအကြံရှိပြီးသားဖြစ်ပြီး Next နဲ့ပူးပေါင်းလိုက်ပါတော့တယ်။ Next ကိုအကောင်းဆုံးဖြစ်စေချင်တဲ့ရည်မှန်းချက်မြင့်ထားခဲ့တာပါ။အမှန်တကယ်လဲ Next Tube ကတကယ်ကောင်းပေမဲ့လည်းဈေးကြီးလွန်းနေပါတယ်ဝယ်သူဘက်ကဒေါ်လာ3000လောက်ပဲသုံးချင်ပေမဲ့ဒေါ်လာ1000လောက်ထိကျတင်နေတာကြောင့်မရောင်းရပါဘူးကုမ္ပဏီကလည်းရိုင်လာပြီးနောက်ဆုံး hardware ကနေ software ဘက်ကိုကူးပြောင်းလိုက်ပါတော့တယ် Steve ကနောက်တစ်ချိန်အရှုံးနဲ့ထိုက်ရင်ဆိုင်ရတော့အလုပ်တွေပဲစိတ်လျှော့လိုက်ပြီးမိသားစုဘက်အချိန်ပေးပါတော့တယ်သူ့ဇနီး Lauren နီနဲ့1991ခုနှစ်မှာလက်ထပ်ခဲ့ပြီး Rich ဆိုတဲ့သားတစ်ယောက်ရှိပါတယ်နောက်တော့ Pixar နဲ့ဇက်လန်စပါတယ်အဲ့ဒီအချိန်မှာ George Lucas ကလင်မယားကွာရှင်းစိတ်ကြောင့်ငွေလူနေတာကြောင့်သူ့ Lucasfilm ရဲ့ Computer Graphics ဌာနကိုရောင်းချပါတယ်။ Apple က share တွေကိုရောင်းချလိုက်တဲ့အခါမှာ Steve လက်ထဲမှာငွေအများကြီးရှိနေပြီးတော့အဲ့အယောင်းဝယ်ကိုသူကစိတ်ဝင်စားပါတယ်။1986ခုနှစ်မှာအဲ့ဒီဌာနကိုဝယ်လိုက်ပြီး Pixar ဆိုတဲ့နာမည်နဲ့ပူးပေါင်းဆောင်ရွက်ပါတယ်။ Pixar မှာလည်း hardware ဘိုင်းကအလုံးမဖြစ်ခဲ့ပါဘူး။ဒါနဲ့ software ကုမ္ပဏီဖြစ်ပြောင်းလဲခဲ့ပြီး 3D TV ကြော်ညာတွေလုပ်ပြီးငွေရှာခဲ့ပါတယ်အလဲပြောင်းက Disney ရဲ့ Computer Animated ဇာတ်ကားတွေထုတ်ဖို့သဘောတူခဲ့ရကစပါတယ် Disney ရဲ့ marketing ပံ့ပိုးမှုနဲ့အတူ Toy Story ကတွန်းကားကအောင်မြင်ခဲ့ပါတယ် Pixar ကို9နှစ်လုံးအိတ်ဆိုင်ခဲ့ရတဲ့ Steve ကမှအကျိုးပြန်ခံစားခဲ့ရတာပါ Toy Story ရဲ့အောင်မြင်မှုနဲ့အတူ Pixar ရဲ့ share တန်ဖိုးတွေက Wall Street မှာတက်လာပါတယ် Pixar ရဲ့80%ကိုပိုင်ဆိုင်တဲ့ Steve က
ဒေါ်လာ 1.5 ဘီလီယံထိချမ်းသာသွားပါတော့တယ်။အဲပမာဏက1980ခုနှစ်တုန်းကအဲဘဲမှာသူရှာဖွေခဲ့တဲ့ပမာဏထက်9ဆလောက်ပိုများပါတယ်။ Steve ကအခြေအနေကောင်းနေပေမဲ့အဲဘဲကတော့ပြောင်းပြန်ပါ1995ခုနှစ်မှာ Microsoft ရဲ့ Windows 95ထွက်ရှိလာခဲ့ပြီး Macintosh ကိုအထိနာစေခဲ့ပါတယ်။ CEO အတစ် Gay Amelio ရောက်လာခဲ့ပြီးမလိုအပ်တဲ့အသုံးစိတ်တွေဖျက်တောက်ဖြစ်ပြီး OS အသစ်ကိုရေးမဲ့အစားရှိပြီးသားတစ်ခုကိုဝယ်ယူမယ်လို့ဆုံးဖြတ်ချလိုက်ပါတယ်။နောက်တော့ Next ရဲ့ OS ဖြစ်တဲ့ Next Step ကိုဒေါ်လာ400 မီလီယံနဲ့ဝယ်ယူလိုက်ပြီး Steve လည်း Apple ကိုပြန်ရောက်သွားပါတော့တယ်။ Steve ပြန်ရောက်ပြီးပထမ4လပတ်မှာ Apple ဟာဒေါ်လာ900 မီလီယံအရှုံးပေါ်ခဲ့ပြီးနောက် CEO Gay Amelio လည်းပြုတ်သွားပါတော့တယ်။ဒီကာလတွေက Steve အတွက်အင်မတန်ခက်ခဲတဲ့အချိန်တွေပါ။ဘို့အဖွဲ့က Director တွေကိုပြန်လည်ဖွဲ့စည်းအရေးကြီးတဲ့ Steve Jobs ဆုံးဖြတ်ချက်တွေချခဲ့ပြီး Steve ကိုယ်တိုင်လည်း CEO ရာထူးကိုပြန်ရခဲ့ပါတယ်။ Mac OS X နဲ့ The Digital Hub Strategy ကြောင့် Apple ကပြန်ပြီးဦးမော့လာသလို Retail Store တွေကိုဖွင့်ဖို့ဆုံးဖြတ်ခဲ့တာကလည်းမှန်ကန်ခဲ့ပြီး Apple ကလမ်းကြောင်းမှန်ပေါ်ပြန်တက်လာပါတယ်။အဲ့ဒါက2000ခုနှစ်နောက်ပိုင်းလောက်မှာပါ။ဒါအပြင်လူငယ်ပိုင်းကရုပ်ရှင်တွေဘက်ကနေ MP3 တခြင်းတွေကိုအားတန်လာတာကိုသတိထားမိတဲ့ Steve ကသူ့ကုမ္ပဏီဦးတည်ချက်ကိုရုပ်ရှင်တွေဘက်ကနေတေးဂီတဘက်ကိုပြောင်းလဲလိုက်ပြီး iTunes ပေါ်ပေါက်လာခဲ့ပါတယ်။ခက်တာကသူနဲ့တွဲသုံးမဲ့ player တွေကအဆင်မပြေတာပါ။2001ခုနှစ်မတ်လမှာ Apple တစ်စိမ့်နဲ့ MP3 player ကိုထုတ်ဖို့ဆုံးဖြတ်လိုက်ပြီးအော်တိုဘာမှာတော့ဒီချစ်စရာအဖြူရောင် player ကိုမိတ်ဆက်ခဲ့ပြီး1000 sound in your pocket လို့ကြွေးကြော်ခဲ့ကြပါတယ်။ဒီပစ္စည်းသေးသေးလေးကကုမ္ပဏီရဲ့အနာဂတ်ကိုပြောင်းလဲနိုင်မယ်လို့အဲ့အချိန်က Steve အပါဝင်ဘယ်သူမှမထင်မှတ်ထားခဲ့ပါဘူး။ရေကန်တင်ကြာတင်လို့ဆိုရမှာပါ။အဲ့အချိန်မှာလူတွေကတချင်းသားထောင်ဖို့ iPod ထွက်လာခဲ့ပြီးဈေးကြီးပေမဲ့လည်းလူတွေကအလူအယက်အားပေးကြပါတယ်။ Apple ကလည်းတချင်းတွေဘက်ကအကျိုးမြတ်ရနိုင်မှန်းသိသွားတဲ့အခါမှာတရားနီးလန်းကြတချင်းတွေ download လုပ်ဖို့ Library နဲ့ညှိနှိုင်းဆွေးနွေးပြီး iTunes Music Store ကို April 2003ခုနှစ်မှာစခဲ့ပါတယ်။နောက်တော့ iPod Mini, iPod Shuffle, iPod Nano, iPod Vape တွေဆက်ထုတ်ပြီး iPod Nano ကိုတည်ထောင်ခဲ့ပါတယ်။ Apple ဘက်ကတူးတက်ခဲ့တယ်လို့ Pixar ဘက်ကလည်း Disney နဲ့ပေါင်းပြီး Above Light 1998, Toy Story 2 1999, Monster Inc 2001နဲ့ Finding Nemo 2003စတဲ့ရုပ်ရှင်တွေနဲ့အောင်မြင်မှုတွေဆက်တိုက်ရလာပါတယ်။ဒါတွေနဲ့မရတန့်သွားပါဘူး။ Steve ကိုယ်တိုင်ပြောခဲ့မှုတဲ့သူ့ Apple ကိုပြန်ရလာတဲ့အကြောင်းရင်းက Apple နဲ့ကဘာကြီးကိုပိုကောင်းတဲ့နေရာဖြစ်အောင်တည်ဆောက်မယ်။ Apple မရှိလို့မဖြစ်တဲ့ကဘာတစ်ခုလို့ဆိုတယ်လို့ပဲသူနောက်ထပ်ရွေးလိုက်တဲ့အကွက်က Touch Screen နည်းပညာဘက်ပါ။2009မှာတော့ iPod ဖုန်းနဲ့ Internet ကိုပစ္စည်းတစ်ခုတည်းနဲ့သုံးလို့ရမယ့် iPhone ထွက်လာပြီး Steve ရဲ့ Carrier မှာအကောင်းဆုံးနဲ့အမှတ်တရအရှိဆုံးပစ္စည်းတစ်ခုတာမကလူတွေရဲ့ဖုန်းယဉ်ကျေးမှုဖုန်းဈေးကွက်ကိုပါပြောင်းလဲပစ်ခဲ့ပါတယ်။ iPod တုန်းကလိုပဲ Steve ကဖုန်းဝန်ဆောင်မှု Carrier ဖြစ်တဲ့ AT&T ညှိပြီးလှုပ်ဆောင်ပါတယ်။ iPhone ကဈေးမြင့်ပေမဲ့လည်းအောင်မြင်ပြီးသားပါ။ဒီအောင်မြင်မှုမှာ iPhone App Store ရဲ့အကျိုးသက်ရောက်မှုတွေပါဝင်တယ်လို့ developer တွေကလည်း iPhone App တွေရေးလာတာတွေကြောင့်လည်းတခြားကုမ္ပဏီတွေလိုက်မမီအောင်ရှေ့ကပြေးနိုင်ခဲ့တာပါ။2009မှာတော့ Stop တစ်ခုရဲ့တန်ဖိုးဟာဒေါ်လာ199.99 ထိရှိလာခဲ့ပြီးဒေါ်လာ 1.58 ဘီလီယံထိအကျိုးအမြတ်ရရှိခဲ့ပြီးအကျွေးကင်းရှင်းတယ်လို့ကုမ္ပဏီကခက်ကြွားကြွားလေးပြောဆိုနိုင်နေသည့်ဖြစ်ခဲ့ပါတယ်။ Apple ရဲ့ဝင်ငွေတစ်ဝက်လောက်က iTunes နဲ့ iPod ကလာတာဖြစ်ပြီး iPod အလုံးပေါင်းတန်း200နဲ့တချင်းပေါင်း6ကုဋေလောက် download ပြုလို့ရမှရရှိတာဖြစ်ပါတယ်။ဒီလိုချက်တွေကြောင့် Fortune Magazine ကပေးတဲ့နံပါတ်1နေရာရလာခဲ့ပါတယ်။နောက်ဆုံးပန်းတီးပိတ်ကန်ရှင် Steve Jobs Apple ဘက်ကအောင်မြင်မှုထိပ်တန်းရောက်ချိန်မှာကျဆင်းလာတာက Steve ရဲ့ကျန်းမာရေးအခြေအနေပါ။2003ခုနှစ်အောက်တိုဘာမှာ Steve ရဲ့ Pancreas မှာအကျိတ်တည်နေတာကိုတွေ့ရှိခဲ့ပါတယ်။ခွဲစိတ်ကူးတာလို့ရနိုင်ပေမဲ့လည်း Steve Jobs က6လကြာအောင်ကူဖို့ညင်းနေခဲ့ပြီး2004ခုနှစ်ဩဂုတ်လမှာ Stanford Medical Center မှာခွဲစိတ်မှုခံယူခဲ့တာပါ။နောက်9နှစ်လုံးကျန်းမာနေပုံပေါက်ပြီးကင်ဆာကိုကုသပျောက်ကင်းသွားခဲ့ပြီလို့ထင်မှတ်ခဲ့ကြပါတယ်။2008ခုနှစ်မှာပိန်ချုံနေတဲ့ Steve ကိုမြင်တော့အားလုံးကအံ့အားတင်းသွားကြပါတယ်။ Apple က6လလောက်ခွင့်ယူခဲ့ပြီးအသေးအစားထိုးကုသခဲ့ပါတယ်။2009ခုနှစ်ຫນွေမှာမပြီးပြတ်သေးတဲ့ iPad project ကိုအချောတက်ဖို့ Apple ကိုစိတ်အားထက်သန်စွာနဲ့ပြန်လာခဲ့ပါတယ်။2010ခုနှစ်မှာတော့သူ့ရဲ့နောက်ထပ်ဂုဏ်ယူရမယ့် iPad ထွက်ရှိလာပါတယ်။ဒီကြားထဲမှာသူ့ကျန်းမာရေးအခြေအနေကတက်လိုက်ကျလိုက်အခြေအနေပါ။ဒါပေမဲ့ Apple ရဲ့တကယ်အရေးကြီးပွဲတစ်ပွဲဖြစ်တဲ့ iPad 2နဲ့ iCloud မိတ်ဆက်ပွဲတွေကိုတော့ပြုလုပ်ခဲ့ပါသေးတယ်။ Steve ကသူ့ကျန်းမာရေးအခြေအနေကိုတူသိပြီး
Apple ကိုသူမရှိလဲပုံမပြတ်ဆက်သွားနိုင်အောင်ကြိုတင်စီမံခဲ့ပါတယ်။ Apple University တည်ထောင်ခဲ့သလိုသူနဲ့နောက်ဆက်ခံသူ Tim Cook ကိုလည်းဘုတ်အဖွဲ့တွေနဲ့သဘောတူညီမှုယူရွေးချယ်ခဲ့ပါတယ်။ Steve ကိုလူငင်ခွေးမှာနောက်ဆုံးတွေ့ခဲ့ရတာက2017ခုနှစ်ဇွန်လမှာပါ။ကြာစင်းလာတဲ့ကျမ်းမာရေးအခြေအနေကြောင့်ဩဂုတ်24ရက်မှာ Apple CEO အဖြစ်ကအနားယူခဲ့ပါတယ်။အလုံးနဲ့ပတ်သက်ပြီးစီမံခဲ့သလိုသူကိုယ်တိုင်ဘဝအတွက်လည်းအစီအစဉ်တွေထားရှိခဲ့ပါသေးတယ်။ Journalist Walter Isaacson နဲ့သူ့ရဲ့ပထမဆုံးကိုရေးစာအုပ်အတွက်အင်တာဗျူးခံခဲ့ရပါတယ်။မိသားစုနဲ့ခီးတော့ဖို့တင်မော်တစီကိုကိုယ်တိုင်ဒီဇိုင်းဆွဲတည်ဆောက်ခဲ့ပေမဲ့လည်းတည်ချင်းတရားကလက်ဦးမှုရယူသွားပါတယ်။အော်တိုဘာလ4ရက်မှာ Apple နဲ့ iPhone 4S မိတ်ဆက်ပွဲကိုကတင်ပေါ်ကကြီးခဲ့ပြီးနောက်တရက်2017ခုနှစ်အော်တိုဘာလ9ရက်နေ့မှာတော့ Steve Jobs ကမိသားစုဝင်တွေဝန်းရံလက် Palo Alto ကနေအိမ်မှာအီချမ်းစွာကွယ်လွန်သွားခဲ့ပါတယ်။10ခုနှစ်တခုစာကင်ဆာရောဂါကိုရင်ဆိုင်ခဲ့ရပြီးကွယ်လွန်ချိန်မှာအသက်56နှစ်သာရှိခဲ့ပါသေးတယ်။ Apple က Steve Jobs ကွယ်လွန်ကြောင်းကြေညာချက်ထုတ်ခဲ့ပြီးသူ့ website မှာ Steve ဓာတ်ပုံနဲ့ Steve Jobs 1955ကနေ2017လို့ရေးသားခဲ့ပါတယ်။ CEO Tim Cook က Apple အနေနဲ့အရာရာကိုကြိုတင်တွေးမိနိုင်တဲ့ပါရမီခေါင်းဆောင်တူဆုံးရှုံးခဲ့ရတယ်လို့ကဘာကြီးတွေနဲ့အံ့ဩဖို့အကောင်းဆုံးလူသားတူဆုံးရှုံးခဲ့ပါတယ်။သူမရှိပေမဲ့သူ့ရဲ့ဝိညာဉ်က Apple နဲ့သူရှိနေအောင်ပါလို့ရည်ညွှန်းခဲ့ပါတယ်။ Fortune Magazine ကသူ့ကို CEO of the Decade အဖြစ်သတ်မှတ်ပေးခဲ့တယ်လို့ California Hall of Fame မှာသူ့ကိုထည့်သွင်းထားခဲ့တာတွေအပါအဝင်ဂုဏ်ပြုခံဆုတွေအများကြီးချီးမြှင့်ခံခဲ့ရပါတယ်။ဒါတင်မကတေးဂီတပိုင်းနဲ့ပတ်သက်ပြီးသူလုပ်ခဲ့တဲ့အပြောင်းအလဲတွေကိုဂုဏ်ပြုတဲ့အနေနဲ့2012ခုနှစ်မှာ Grammy Trusting Award ကိုချီးမြှင့်ခံခဲ့ရပါတယ်။ Disney ရဲ့ John Carter ဇာတ်ကားနဲ့ Pixar ရဲ့ Brave ဇာတ်ကားတွေကသူ့ကိုရည်ညွှန်းတဲ့ရုပ်ရှင်တွေဖြစ်ပြီး Walter Isaacson ရေးသားခဲ့တဲ့သူ့ရဲ့ဘဝအကြောင်းစာအုပ် Steve Jobs 2012ခုနှစ်မှာထွက်ရှိခဲ့ပါတယ်။ဒါကတော့ Apple ကုမ္ပဏီရဲ့ CEO Founder Steve Jobs ရဲ့အကြောင်းပါပဲ။အားလုံးပဲကျမ်းမာချမ်းသာရွှင်လန်းကြပါစေဗျာ။